ဝိယုံတင်မှာရောက်လာတင်ပေါ်မှာဝိယုံရှိရင်လေအောင်းစရာကောင်းတယ်ဝိယုံကတင်ကိုအုပ်ဆိုးခြင်းခွင့်အာဏာပေးရဲ့တင်ကိုလွှမ်းမိုးနိုင်တဲ့အစွမ်းကိုပေးရဲ့တင်ကိုကောင်းကင်တမန်တွေနဲ့အလုပ်လုပ်စီတင်ကိုကာကွယ်ပေးတယ်စာရမဏေတင်ကိုထိလို့မရအောင်ဘာလို့လဲဆိုတင်ကအဲ့ဒီနေရာမှာတင်က king ဖြစ်တယ်တင်ကအဲ့ဒီနေရာမှာရှင်ဘုရင်ဖြစ်မတ်တရက်နေတာဖြစ်တယ်တင်ကတောင်းနေသူမဟုတ်တင်ကအတနာခံနေသူမဟုတ်ဘူးအဲ့ဒီပြင်အဲ့ဒီနေရာအတွက်တင်ဟာဝိယုံရောက်လာတာနဲ့တင်ဉာဏ်ပညာလေးရောက်လာဒန်ယေလရဲ့တက်တာမှာဖယားသခင်ကသူ့ကိုဘာဘူးလုံနိုင်ငံဆိုဘေဘလုံအပေါ်မှာ mental ပေးတဲ့အခါသူအဲ့ဒီနေရာမှာဖယားသခင်တခါမှသူ့မှာမရှိတဲ့ပညာတွေရောက်လာဟုတ်လားသူများတဲ့ဉာဏ်ပညာစေစားတာရတဲ့ခွင့်ရတယ်သူညာအဲ့ဒီခါဖယားသခင်ကသူ့ကိုဘယင်မက်တဲ့အိမ်မက်ကိုပြန်လာပြီးတော့ပေါ်ပြတယ်အเจ้าမှသင်ခဲ့တာလားသူ university တက်တော့သင်ခဲ့တဲ့ဟာတွေလားမဟုတ်ဘူးဝိယုံရောက်လာတဲ့အခါမှာဉာဏ်ပညာလေးတစ်ခါတည်းရောက်လာတာဖြစ်တယ်ကျမကဒီအမှုတော်လုပ်ငန်းလုပ်တဲ့ခါကျမသိတယ်အချို့သောအရာတွေကလေဖခင်ရဲ့ဝိယုံကြောင့်ကျမမြင်နိုင်တာနားလေတာသဘောပေါက်တာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုညံပေးလာမှာ။တင်ကအရင်တော့အဲ့ဒီနယ်ပယ်ကိုတင်ဘာမှမလုပ်ဘူး။တင်အမှုတော်လည်းမဆောင်ဘူး။တင်တချင်းလည်းမစိုးဘူး။တင်အဲ့ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့တင်မကျွမ်းကျင်မှုဖြစ်ကောင်းဖြစ်မယ်။အဲ့မဲ့ဖခင်ကတင့်ကိုပြောတယ်မင်းကအဲ့ဒီနေရာမှာခေါ်တယ်လို့ပြောတယ်။အဲ့ဒီအရာကိုတင်ကအာမင်လို့ထူလိုက်တာနဲ့တင်မကတော့အာမင်ထူဖို့လို့